ထမဆုံးကက်ထည့်တော့မယ်ပြီးရင် black image ကိုရွေးမယ်စိတ်ချိုက်စာရေးမယ်ပေါ့နော်စလုံးကိုပိုးများတဲ့ဟာတွေကိုရွေးလိုက်မယ်ပေါ့4 စက္ကန့်လောက်နည်းနည်းချဲလိုက်မယ်အောက်ကစာကိုလည်း4 စက္ကန့်လောက်တူတူညီအောင်ညှိလိုက်မယ်အဲ့ဒါပြီးရင်တော့ export လုပ်လိုက်မယ်ပြင်ကက်ထဲမှာခုနစိတ်ထားပတိကိုပြန်ယူလိုက်မယ်နော်ပြီးရင် master တော့မယ် mask ကိုထောက်လာလို့ mirror ကိုရေးမယ်ပေါ့နော် mirror ရေးမယ်ဒီတိုင်းလေးစောင်းပြီးတော့မှထိတ်ဆုံးသွားပြီးမှ keyprint တစ်ခုချမယ်ဒုတိယ keyprint ကစာရဲ့နောက်ဆုံးလေးမှာထားပြီးတော့ဒီလိုနောက်ဆုံးထိဆွဲသွားပေးမယ်ဒါဆိုတော့ရပြီပေါ့နော်ကျွန်တော်လိုချင်တဲ့စာနဲ့မှောင်လေးရပါအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဒီလိုကြိုးရှိရပြီလို့ကြည့်ချင်တယ်ဆိုရင် like and follow လုပ်ခဲ့ပြပါအောင်နော်